အားလုံးပဲမင်္ဂလာပါခင်ဗျအခုတစ်ခေါက်ကတော့ကျွန်တော်zone ကောက်နေမှာပေါ့နော်email address chain တာပေါ့နော် zone ကောက်တစ်ခုမှာကိုယ့်ရဲ့ zone ကောက်ကို email address chain နဲ့ဆို chain လို့ရတဲ့နည်းလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့ဒီဟာတွေအကုန်လုံးကိုတော့ကျွန်တော်တို့ browser ကနေပဲဝင်ပြီးလုပ်ရမှာပေါ့နော်Mozilla browser ဖြစ်ဖြစ် Chrome browser ဖြစ် browser တစ်ခုကနေဝင်ပြီးတော့လုပ်ရမှာနော် okay အဲ့ဒါဆိုရင်ကျွန်တော် zone ကောက်လေးကိုအဲ့ဒါဆိုရင် zone ကောက်လေးကိုကျွန်တော်လိုက်ပြောင်းကျင်တဲ့ zone ကောက်ကိုကျွန်တော်ဝင်လိုက်မယ် sign in ဝင်လိုက်နော်အမေတို့က home မှာရှိမယ် profile ရှိမယ်သူက profile နဲ့ကိုသွားမှာပေါ့နော်ဒီ home ရဲ့အောက်က profile နဲ့ကိုသွားမယ် profile နဲ့သွားပြီးရင်အောက်ကိုဆင်းလိုက်မယ်ဒီအောက်နားလေးမှာ sign in ဆိုတဲ့အောက်မှာ sign in email ဆိုတာရှိတယ်ဒီမှာပေါ့နော်ဒီကောင်လေးဟုတ်ပြီဒါလေးကိုဖွင့်ကြည့်လိုက်မယ်ဒါအခုလက်ရှိကျွန်တော် email အသစ်တစ်ခု change ချင်တာเนาะအဲဆိုရင်ဒီမှာကျွန်တော်တို့ကchange မယ် edit နဲ့ကျွန်တော်ထားလိုက်မယ်new email ဒီမှာထည့်ပေးရမယ်တခုကပေါ့နော်အသစ်လုံးမယ်အသစ်ပုံစံလုံးမယ် email ကလည်း zone ကောက်မရှိရဘူးပေါ့နော် zone ကောက်မဖွင့်ရသေးတဲ့ email ဖြစ်ရမယ်ဒါဆိုရင် zone ကောက်မဖွင့်ရသေးတဲ့ email တခုကိုကျွန်တော်ထည့်လိုက်မယ်email ထည့်မယ်ပြီးလို့ရှိရင် password ထည့်အခုလက်ရှိ account ရဲ့ password ပေါ့နော်ပြီးလို့ရှိရင် save change နဲ့အဲ့ခါကျရင်သူကအခုပေါ့နော်ဒီလက်ရှိ email ကိုအခုဝင်ထားတဲ့လက်ရှိ email တဲကိုသူကverification တခု confirm လုပ်ခိုင်းဖို့အတွက်ပေါ့နော်link ခုပို့လိုက်မယ်အဲ့ဒီကနေကျွန်တော် confirm လုပ်ပေးရမယ်ဒါဆိုရင်အဲ့ email ကိုသွားလိုက်မယ်ကျွန်တော်ဒီ email ရောက်ပြီဒီမှာဝင်လာပြီပေါ့နော် confirm your request to change your zone sign in email address chain မှာဖြစ်เนาะဒါဆိုရင်ဒီမှာ confirm ဆိုတာကိုပေးလိုက်မယ်ဒီကောင်ကအရင် email ဒါကအသစ် email ဒီကို chain မှာเนาะဒါဆိုရင် confirm ကိုကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီဒီ confirm ရောက်ပြီးသွားပြီးတော့ send now ဆိုတာဒီအဆင့်ကိုရောက်ပြီးဆိုရင် send now ဆိုတာနှိပ်လိုက်မယ် send now ကိုနှိပ်ပြီးဆိုရင် तू ကဒီ email ကိုအခုကျွန်တော်ပြထားတဲ့ email ကို तू ကတော့ပို့လိုက်မှာ email ဆောင် link ပို့လိုက်မှာပေါ့နော်အဲ့ဘက်ကနေ accept လုပ်ပေးရမယ်ဒါဆိုရင်နောက်တဲ့ email စီကိုကျွန်တော်သွားလိုက်မယ်အသစ်လုပ်မယ် email ဒီမှာအသစ်ဝင်လာပြီ change zone and email address ဆိုတာပေါ်လိုက်ပေါ့နော် change zone sign email address ဒါဆိုရင် confirm change ဆိုပြီးတော့ပေးလိုက်ဒီမှာနောက်ဆက်မှာလဲ confirm this change ဆိုပြီးတော့နှိပ်ပေးလိုက်မယ်password ကလည်း new password ပေါ့နော် new password ထည့်ပေးမယ်Okay ပြီးလို့ရှိရင် submit ဆိုတာကိုပေးလိုက်မယ်your email address has been updated ဒါဆိုရင် change သွားပြီခုနကကျွန်တော်ပြောတဲ့email address change သွားပြီပေါ့နော်ခုနကကျွန်တော်ပထမ email address ကနေ email address အသစ်ကိုသူက change သွားပြီပေါ့နော်ဒါဆိုရင်ဒီကြောင် sign in ဝင်ကြည့်လိုက်မယ်နော် sign in ဝင်ကြည့်လိုက်မယ်နောက် email address ပဲဆိုရိုက်ထည့်မယ်โอเคဒါဆိုချိန်သွားပြီအဲ့တော့ချိန်ကိုဗားနဲ့စစ်လို့ရတယ်ဆိုတော့ profile မှာကျွန်တော်တို့ account အောက်စားတွေပါတယ် account number personal meeting ID နဲ့သူကစစ်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ account number ကတော့မပြောင်းသွားဘူးပေါ့နော် email တွေပြောင်းလို့ရနိုင်မယ်ဒီကနေနောက်ခုထပ်ပြီးတော့ပြောင်းရင်ပြောင်းလို့ရတယ်နောက်ထပ် email တစ်ခုပြောင်းလို့ရသေးတယ်ပေါ့နော်ဒါပေမဲ့ account number တော့မပြောင်းဘူးသူက zone account နဲ့ဒါနဲ့သူကတွဲရဖြစ်နေမှာပေါ့နော် zone account number နဲ့ email နဲ့သူကချိန်ထားတာပေါ့နော် email ကိုချိန်လို့ရတယ်ကြိုက်လို့ဒါပေမဲ့ account number ကိုချိန်လို့မရဘူးသူကအသေးပဲပေါ့နော်အဲ့လိုနည်းနဲ့ကျွန်တော်က email တွေကြိုက်လို့ချိန်လို့အခု email ခက်ခဲကြပေါ့နော်တခြား email တစ်ခုပြောင်းချင်တာမျိုးတွေဒါမှမဟုတ်အလုပ် email ဖြစ်နေတဲ့အတွက် personal email ပြောင်းတယ် personal email ကနေအလုပ် email ကိုပြောင်းချင်တာမျိုးတွေဒီလိုနည်းနဲ့ကျွန်တော်က email တွေကိုကြိုက်လို့ချိန်လို့ရတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးပါကျွန်တော်ဒီလိုဗီဒီယိုလေးမကြာကျွန်တော်လုပ်ပေးပါအောင်မယ် knowledge sharing ဗီဒီယိုလေးမကြာလုပ်ပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်အားလုံးအဆုံးလေးကြည့်ပေး